ဒီမှာလာနှုတ်ဆက်တယ်ကိုလာမယ်ရလားရနေအော်မရညာနဲ့မရလားဘာဝါဝါဖြည်းဖြည်းကျလို့ရေးပဲဘလို့ပါကိုဆောင်ခဏလေးအေးအခါအားရလာအောက်ဘက်ကိုနည်းနည်းယူမယ်လားငါဘက်ကိုအောက်ကဟိုအပြောတော့ငုတ်တူလာရှင်းနေတော့ဘုံရပဲနည်းနည်းလေးမလာဟိုဟာလုံးပေါ်တော့တယ်နေတော့အေးဟုတ်ပြီတဲလားချက်ခကြီးချက်ပါပဲချက်ပါပဲလာမလို့နေရွှေ့ရွှေ့ချက်ပါပဲရတော့ရထွက်ပိုင်းလားနဲလားရနေကျလို့ဒီကဦးစားပေးမယ်ရှမ်းမတပည့်လားဦးဆုံးပဲလေဖမ်းပြီးလည်းစောင့်တော့မှာဆိုရှမ်းမအားသွင်းဖွဲ့တုံးပါနော်တက်တော့ဟိုဟာလောက်ထားမယ်သွားကိုလေးလာကိုလုံးကဝမ်းနေလာလေဝေတော့ကိုင်းတော့ကိုင်းလာလွတ်လာဒီကောင်လွတ်လာတော့နေတော့ကောင်းကောင်းကိုဒီကြောက်ရလေနေလို့ရတော့ရလို့နေအော်မင်းနောက်တော့မှာအရာမရအဟိုက်ခံတာကြရခေါ်ထောက်လိုက်ဆက်ရကျွန်တော်ဘက်ကားထိုးမှာနော်ကိုလေးနဲ့အထဲကိုစုဝင်ရမှာနော်ကျွန်တော်နည်းနည်းကားလေးရငါဒီဘက်ကထိန်းရတာဟိုလိုကြီးတော့နည်းနည်းချမ်းရမင်းမဝင်တော့ဒီနောက်ကလည်းအားနဲ့ဝိုင်းတော့ပြင်နေအော်ထောက်ဆန်းရတယ်ပိုင်းနဲ့ထောက်ပိုင်နေရထောက်လဲပိုင်ထောက်ပြီးလားထောက်လဲပိုင်လွတ်နေလားကိုလေးနဲ့လွတ်ပြင်းနေလွတ်နေမပြင်းထောက်ပိုင်နေရတယ်ပိုင်နေရိုးဝိုင်းထိန်းတာဘာပါလိဗျကိုကတော့ဒါမှမတုံးနိုင်လားမတုံးရထိမထိမဒီဘက်ပိုင်အောင်ဝတ်ထောက်တာရပိုင်တော့တုံးဘယ်လဲနေတော့ဟိုဘက်ကိုလွှဲသွားမရောက်သုံးတော့နေတော့သုံးတော့ရနေလဲရနော်တိုင်ရကောက်ချီသုံးလို့မရဘူးသုံးတော့နာရမှာအားတိတ်ပြီးထဲနဲ့နည်းနည်းထိတ်လွန်းတုံးမိလိုက်အောက်ဘက်ကလူပဲအဲ့တော့ဘောကြီးတုံးတော့တစ်ချက်တော့မဖက်ပါတယ်ဆိုပါနေဖက်အားနည်းနည်းထည့်ပေးရနေတော့ဘောကြီးတုံးကြီးတုံးဟုတ်ပြီမင်းတော့နည်းနည်းကားအဲ့မှာငါအဲ့ဘက်ကိုလိုက်အဲ့အစ်ဆိုင်တူးပြမယ်အပေါ်ကြီးမယ်တူးပြမယ်ကိုလည်းခင်ကားမယ်ကိုလည်းကားလို့မရဘူးကျွန်တော်ကားအဲ့လောက်ကလေးနေကျွန်တော်ကားနေလားနောက်နေလားထောက်ပြီးဆိုနေလားလက်အသေးမကန်နဲ့ကိုလုံးကားအပေါ်ဘက်ကိုပါဒီဘက်ကိုပါမောအပေါ်ကြီးနော်ပါနေဖက်အဆိုင်တုံးမယ်နော်မင်းနည်းနည်းကားပြီးငါမင်းပဲလိုက်မောတိုင်ကြီးအပေါ်ကြီးတုံးတိုင်ပဲပါတော့ပါနေဟိုနည်းနည်းရုံးနေဖက်တုံးမယ်နေတော့ဇုံတုံးလို့ရတယ်ဇုံချရမြဲနေဝမ်းပြင်းမှာကြည့်ပြီးအပေါ်ကြီးကျင်းနေအပေါ်ကြီးဖုံးရုံအောက်ချစာမင်းနဲ့နည်းနည်းညံ့လို့ခဏလေးနော်တူးပြန်တော့ခဏလေးပေါ်ကြီးကျင်းနေအပေါ်ကြီးချက်အေးရအဲ့လိုဇုံတုံးအဲ့နဲ့ဇုံတုံးဘာမျိုးကြားတယ်နေကျွေးကားနော်နော်ရနေတော့ကြီးဘောကြီးတော့နေလားပါတော့နော်ကိုလေးနေဟုတ်ပဲဝမ်းဒီပဲနည်းနည်းကားဝမ်းနေဟုတ်ပဲကားကိုလေးနေဟုတ်ပဲချမလိုက်ဘုရားကားအေးဘာလို့တတိပြင်းနေနေလားပြောရလားဘောကြီးနော်ဘောကြီးဟိုရနေကားအဲ့ဒါဇုံတုံးမယ်come on ne to ao chả mày ya nhớ khai ao chả mày qua mía rồi xong đâu phải đây đâu ya nhớ là bố chị bên này bố chị trả lại gì để xa thôi to tú bia mà một lượng dài lắm tú bia sao mày tú bia mày tú tôi khu này này rồi
နဲ့6တော်ပြီတားမချအေးတော့အောင်ရှိပဲဒီလားဒါတော့မလားတစ်ချက်ကျွန်တော်ကနောက်ဆက်ပြင်မယ်ကိုရံဒီဘက်နဲ့လိုက်လာတယ်ကျွန်တော်ကလည်းတားတေးနေတော့အဲ့လိုဖြစ်နေတာဒီမဲ့3ပြီသူကဝါသူမြဲတယ်နော်ပေါ်ကြည့်လူကချာချက်မေးမယ်နောက်တစ်ချက်မှချမယ်တေးနေတော့ပေါ်ကြည့် နားလေးအမြဲဝမ်းပြင်းလာ ပေါ်ကြည့်တဲ့တော့ဒီနည်းနည်းချ သူနဲ့ချမနော် ဒါရစတာ နည်းနည်းချမှာလို့အဲ့ဒါသူ့ကိုချခိုင်းလိုက်သူ့ပန်မချအေးအဲ့လောက်တော့ပိုင်ချမယ်လား ကိုလေးနေလိုက်မယ်နော်ကိုလေးနေလိုက်ညံ့မှာနော်ဝမ်းကတိတ်ပြီးတော့တတိယတိတ်မသေးကြဘူးဘာလို့မသေးကြလဲဆိုတော့ရှားရောက်ပြီလို့ နေ တိုးတော့မှာဆိုလို့ တော့ သူ့သမားပဲအာ ပုံ ကို မှန်လေးတော့ ကိုလေးနေဟိုဘက်အပြင်ကားတော့ ကိုလေးတော့ဟိုဘက်တော့ ဒါရ ဆွဲလာညှော့ဆွဲလာအေးကြားတယ်ကြားနှုတ်လို့ရတယ်ကြားရသေးတယ်ကောသိစမ်းကြည့်ထုတ်လိုက်1 2 3စောင့်တော့ တင်မောက်ကြည့်ပါဦးကို ရပြီ တော့မှာ ဟုတ်ပါ ဟာရပြီဟုတ်တယ် အဲ့ဘက်တော့မှာဟုတ်တယ်ကွာ အောက်ဘက်ကတော့မှာကိုတော့ရပြီ ဟိုဝင်နေမှာကတော့ ရတော့ပါပြီ နားနေပြီ ရသွားမယ်ရနေပြီ ကတ်နေတော့ကို အောက်ကမြေကြီးတော့သွားမကြည့်နဲ့ရသွားပြီ တန်းဒီဘက်ကြီးငိုင်းနေတာ အောက်ကိုနည်းနည်းများသွားပြီ တွန်းအောင်ပါ တော့ခွနဲ့တော့ တွန်းအောင်ပါ ဟောပဲနည်းနည်းဆွဲရမှာဗါလေကိုကင်းလင်းပဲနည်းနည်းဆွဲရမှာ တဲ့ကနေသုံးတွန်းလောက်နောက်အေးဟုတ်ပြီရပြီ ကိုရံလည်းပြဆွဲရမှာနော် ဟုတ်တယ် ဝင်းလေးနဲ့ပြန်တော့ ဒီဘက်တော့ဟုတ်ဆွဲတွန်းမဲဝိုင်းတွန်းမဲအော်ဝိုင်းတွန်းမဲလူကဘာလုပ်နေလဲ ရပြီ လူတွေ လူသေးအောင် လိုသေးတယ်လား လူအောင် နေတို့ နော်ညီကြီးထားတယ်ဟော မထားကြည့် ကောင်းထားရင်တော့ရလောက်ပြီ ရညီကြီးထက် အေးနည်းနည်းလိုလည်းနည်းနည်းပါ လေးနည်းနည်း အဲ့ကြတော့လဲနေတော့ဟိုလမ်းပေါ်လှမ်းကြည့်ပြရတယ် ဒီတိုင်းရထားတယ်မြင့်တော့